တွေ့သာမြင်သာတွေကချင်ရသူရဲ့အကျဉ်ဦးလဲလို့သတ်မှတ်ချင်ပါတယ်အကျဉ်နေမပဲလို့မျက်လုံးတွေကကြည့်မဝနိုင်နေသိလာတယ်အလှပိုင်ရှင်ရဲ့ပြုံးမလို့ရီမလို့နဲ့အနုပညာသမားလေးကိုလောင်ပြောင်းလာလာကွယ်တညတာသူနဲ့တွေ့တယ်တဘဝရာမမီဘူးကွယ်ချစ်တယ်ဆိုရင်အကြည့်ရင်စုံနေကရီပြလို့ဖြည်ပြီးခဲ့ပါကွယ်ကျွန်တော်ဘဝကအနုပညာသည်တင်ရွာဝင်တင်ရွာတွေ့ရဆုံးရခွင့်ရအောင်မေအကြည့်ရင်ဆုံးရင်ခုံမိရနေသိလာတယ်အလှပိုင်ရှင်ရဲ့ပြုံးမလို့ရီမလို့နဲ့အနုပညာသမားလေးကိုလောင်မြောင်လာလာကွယ်မီးအောင်ဆုံးနေကြရကျွန်တော်ကိုသူကိုကြည့်နေတယ်ချစ်တယ်ဆိုရင်အကြည့်ချင်းစုံနဲ့ကရီပြလို့ဖြည်ပြီးခဲ့ပါကွယ်